အားလုံးမင်္ဂလာပါကျွန်တော်တို့ဒီနေ့ကတော့ကျွန်တော်အီရန်ဘောလုံးအသင်းအမျိုးသမီးအသင်းအကြောင်းပြောချင်ပါတယ်တကယ်ကိုသနာစရာလေးတွေပါဘလို့ဖြစ်လဲဆိုတော့ခုကျွန်တော် Asia Cup ပေါ့နော်ဒီအာရှမျိုးသမီးဘောလုံးပြိုင်ပွဲမှာဒီ Australia ကိုသူတို့ရောက်နေကြပါတယ် Australia မှာသူပြန်ကြပါတယ်ပြန်တဲ့ချိန်မှာသူတို့ဒီပေါ့နော်ပွဲအစမှာသူတို့နိုင်ငံတော်တချင်းကိုဆိုကြပါတယ်ဒီအမျိုးသမီးလေးတွေကနိုင်ငံတကာလည်းရောက်နေတယ်ပေါ့နော်ဒီနိုင်ငံတကာလူတွေနဲ့လည်းဆက်သက်ရှိရဆိုတော့သူတို့ဒီရှင်းပြောရင်တော့ဒီ region ကိုပေါ့နော်ဒီအီရန်ရဲ့အုပ်ချုပ်သူတွေကိုလုံးဝမကြိုက်ဘူးမကြိုက်တော့အီရန်အုပ်ချုပ်သူတွေမကြိုက်လို့သူတို့ဒီမြို့နိုင်ငံတော်တချင်းဆိုရမယ့်ဘောလုံးပွဲမှာသူတို့နိုင်ငံတော်တချင်းကိုလိုက်မဆိုကြပါဘူးအဲ့လိုမဆိုတဲ့တည့်ရမဆိုလိုက်ဘူးပေါ့နော်အဲ့လိုမဆိုလိုက်တာသူတို့ပေါ့နော်ဒီနိုင်ငံတော်မှာဖြစ်ပျက်နေတဲ့အကြောင်းအရာတွေကိုပေါ့နော်သူတို့ဒီရှင်းပြောရင်တော့ဒီအစ္စလာမ်အစိုးရကိုပေါ့နော်သူမကြိုက်ဘူးဆိုတဲ့အတိတ်ပဲမျိုးပါပဲအဲ့ချိန်မှာဖြစ်လဲဆိုနိုင်ငံတော်အနေချင်းကိုသူတို့ကြီးညာတယ်သူတို့ကို support တွေနေနဲ့ပေါ့နော်ဒီ TV ကနေကြောညာနော် support တွေနေပေါ့နော်နိုင်ငံ support တွေနေကြီးညာပြီးသူတို့တည်တံပေးမယ်လို့ဆိုတဲ့အခါသားနေပါထွက်လာတယ်ဆိုတော့သူကတော်တော်ကြီးကိုသူတို့အတွက်ကောပေါ့နော်စိတ်မကောင်းစရာကြီးဖြစ်ခဲ့ရတယ်ခုဘာဖြစ်လဲဆိုတော့သူတို့ကိုလည်းဟိုတယ်မှာထားတယ်ဒီမှာ Australia မှာရောက်နေလို့ပေါ့နော်ဟိုတယ်မှာထားတယ်အဲ့ဟိုတယ်မှာကိုလည်းတကယ်ကိုလုံခြုံရေးထပ်နဲ့ထားတယ်အဲ့လုံခြုံရေးထပ်နဲ့ထားတဲ့ပြင်ကိုသူတို့ဖုန်းတွေကိုလည်းအဲ့သူတို့နိုင်ငံတော့ဆိုကနေပြီးအများအားသူနားထောင်နေတယ်ဘယ်သူနဲ့ဆက်တယ်ဘာလဲလုပ်နေဆိုတော့သူတို့အပြင်လူတွေနဲ့ပြေးမတွေ့ဘူးဆိုတော့ကဒီသူတို့နိုင်ငံတော်အစိုးရအကြောင်းတွေဒီပေါ့နော်ဒီခုအစ္စလာမ်အစိုးရအကြောင်းတွေကိုသူတို့အများကြီးနိုင်ငံတကာသိမှကြောက်တော့သူတို့ကိုအများတန်းကိုsecurity အပြည့်နဲ့ထားတယ်ဖုန်းတွေကိုလည်းဒီဟွာကနေပြောသူတို့ဒီနိုင်ငံကနေအများနဲ့နားထောင်နေတယ်ဆိုတော့သူတို့အပြင်လောကမှာရှိတဲ့လူတွေကိုဒီ main လေးရတဲ့စစ်ပေါက်ချသွားတာမျိုးသူမလို့အဖူးပေါ့နော်မကြိုက်ဘူးပေါ့ခုလည်းသူတို့လည်းပြန်ရောက်ရင်သူတို့ခုပေါ့နော်ထောင်ချရင်မချရင်သူတို့ဒေတာပေးမယ်ဆိုတဲ့အထိပ္ပယ်မျိုးသူ TV ကနေကြေညာထားတယ်ခုမိသားစုဝင်တွေလည်းသူတို့စဖန်ခံရရလို့သိရတယ်ဆိုတော့ခုဒီမျိုးသမီးလေးကားနဲ့ပြန်တဲ့ချိန်မှာသူတို့ကားပေါ်မှာဘာလုပ်သွားလဲဆိုတော့ဒီမီးတွေဖွင့်သွား SOS ပေါ့နော်ဆိုတော့ပြာလေးအနီလေးပေါ့အရေးပေါ်ဖြစ်အခြေအနေပုံမျိုးလေးဒီကားပေါ်မှာဆိုအဲ့လိုထွန်းသွားတယ်ထွန်းတဲ့အချိန်မှာဒီ Australia မှာရှိတဲ့အီရန်ပြည်သားတွေပေါ့နော်အီရန်နိုင်ငံသားဟာဒီ YPD ဒီမျိုးသမီးတို့ခဲပါဒီမျိုးသမီးတို့ခဲပါသူတို့ကိုဒီနိုင်ငံမှာနိုင်ငံသားကိုပေါ့နော်သူတို့မနေထိုင်ခွင့်ပေးပါပေါ့နော် refugee ပေးပါဒီမှာသူတို့နိုင်ငံသားပေါ့နော်ဒီမှာသူတို့ဟိုဆက်ပြီးနေထိုင်ခွင့်ပေးပါဆိုပြီး YPD ဆန္ဒပြတယ်သူတို့အဲ့ချိန်မှာသူတို့အဲ့ကားထဲမှာပါသွားလူတွေရတယ်သူတို့ပေါ့နော်တကယ်ကိုစိတ်မကောင်းစွာနဲ့ပဲသူတို့ခုတော့လက်စိတ်ကိုပို့ခံလိုက်ရတယ်ပေါ့နော်ဒီနိုင်ငံလက်လို့ပေါ့နော်အဲ့လိုဥပဒေကြောင်းရာရေးနဲ့လက်ခံဖို့ဆိုတာဒီလိုပေါ့နော်တရားဝင်ရောက်လာတဲ့နိုင်ငံတော့ agreement အနေနဲ့ရောက်လာလူတွေကိုဟို officially သူတို့ asylum ပေးဖို့ဆိုတာလဲသူတို့ဥပဒေကြောင်းရာအများရှုပ်ထွေးရတဲ့အတွက်သူတို့ခုဥပဒေကြောင်းရာပေါ့နော်မပေးလိုက်ဘူးဒါပေမဲ့ဒီမျိုးသမီးလေးကဟိုရောက်သွားရင်တော့သူတို့ပြဿနာအကြီးကျယ်သူတို့ရင်ဆိုင်မှာဖြစ်ပါတယ်ဒါကတော့တကယ်စိတ်မကောင်းစရာကောင်းတဲ့ဒီ area မျိုးသမီးလေးရဲ့အကြောင်းကိုကျွန်တော်တင်ပြခြင်းဖြစ်ပါတယ်ကျေးဇူးများတင်တယ် bye bye After being condemned on Iranian state TV as wartime traitors for refusing to do that in their first appearance last week. Angela!